သူမဟာသူမတငယ်ချင်းရဲ့စိတ်ဆက်ထားသူဖောက်ပြန်နေတဲ့အထင်နဲ့ချိန်တွေ့နေတဲ့နေရာမှာလူပုံအလဲအဆက်ခွဲပြီးနှောက်ယှက်ပါတော့တယ်ဒီလိုဒေါ်မတွေရဲ့ထုံးစံအတိုင်းအမျိုးသမီးတွေကအမျိုးသားတွေကိုရန်တွေ့ပြီဆိုရင်အဲ့ဒီလူရဲ့ယောက်ျားပီတာမှုကိုပဲတိုက်ခိုက်လေးရှိကြတာပေါ့ခံမှန်းရလွယ်တဲ့အတိုင်းပဲသူမရန်တွေ့မိတာကလူမားသွားပါတယ်သူမတငယ်ချင်းပေးတဲ့ဝါတာတာဖော်ပြချက်တွေကအဲ့ဒီစားတောက်ဆိုင်မှာပဲသူ့အမေနဲ့နေ့လယ်စာစားနေတဲ့ဇီယာတယောက်နဲ့တွားတူနေတာကြောင့်ပါဒီလိုဇလန်းတွေမှာတိုက်ဆိုင်မှုဆိုတာဥပဒေအရမဖြစ်မနေလိုအပ်ချက်တစ်ခုလိုပဲကိုတဘာဝကြကြပဲအဲ့ဒီအာရှမိခင်ကြီးကလည်းသူ့သားကိုချက်ချင်းလက်ထပ်စေခြင်းပြီးရေးကြည့်ခြင်းနေသူပါသူမကမင်းသမီးကိုသူ့သားနဲ့လက်ထပ်ဖို့မလက်ထပ်ရင်ဥပဒေကြောင်းအရအရေးယူမယ်လို့ပြောပါတော့တယ်လူစိမ်းတယောက်ကိုမလက်ထပ်လို့ဥပဒေကြောင်းအရအရေးယူခံရမယ်ဟုတ်လားအေးလေတကယ်ကိုလက်တွေ့ဆန်လိုက်တာဒီလိုအဓိပ္ပာယ်မရှိတဲ့ကိစ္စမျိုးတွေကဒရမကဘာမှာပဲရှိတာပါလက်ထပ်စာချုပ်ရဲ့မိဘရဲ့ဖိအားပေးမှုရဲ့ရှိရင်လက်ထပ်လို့ရတယ်ဆိုတဲ့နေရာမျိုးပေါ့အဲ့ဒီကြားကလည်းအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပဲသူ့အမေစိတ်ချမ်းသာဖို့အတွက်တင်လက်ထပ်ဖို့သဘောတူလိုက်ပြန်ရောဒါကတော့ကျွန်တော်ဘယ်တော့မှနားမလည်နိုင်မဲ့အပိုင်းပဲဒီဇက်ကောင်တွေမှာကိုယ်ပိုင်ဆုံးဖြတ်ချက် backbone မရှိကြဘူးလားသူတို့မိဘတွေကိုပြန်မပြောနိုင်ကြတာလားတခါပဲတွေ့ဘူးတဲ့လူစိမ်းတယောက်ကိုလက်ထပ်ဖို့သဘောတူလိုက်တာကတကယ်တော့ရေးစရာပါသူတို့နှစ်ယောက်လက်ထပ်စာချုပ်ချုပ်ပြီးတာနဲ့မင်းသမီးရဲ့တငယ်ချင်းနဲ့သူမရဲ့လူရုပ်မာကောင်လေးတို့နဲ့ချက်ချင်းတိုးပါလေရောသူမရဲ့တငယ်ချင်းကဒီလိုလူမျိုးနဲ့တကယ်ကြီးလက်ထပ်လိုက်တယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာမင်းသမီးဟာအယမ်းတုန်လှုပ်သွားပြီးဒါဟာဇလန်းတစ်လျှောက်လုံးဖြစ်လာမဲ့သူတို့ရဲ့အမျိုးအသေးတွေအတွက်အစပြိုးလိုက်တာပဲဖြစ်ပါတော့တယ်